အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ထမင်းစားတိုင်းမိန်စီပြီးတော့မြန်မာထမင်းဟင်းဝိုင်းဒီမှာလူကြိုက်အများဆုံးဖြစ်တဲ့ဝက်တနီစီပြန်ဟင်းလေးကိုချက်စားဖြစ်ပါတယ်ရှင်ဝက်သားလေးကိုတန့်စင်သွားအောင်လို့ရေ2ထပ်3ထပ်လောက်တေချာလေးစီကြောပေးလိုက်ပါတယ်ရှင်အမှန်တော့ဝက်3ထပ်သားလေးတုံးကျင်ပေမဲ့ရှာလို့မတွေ့ခဲ့တာနဲ့အသားနဲ့အစီလေးပါတယ်ဝက်သားကိုပဲတုံးထားပါတယ်ရှင်အချုံမုံနဲ့စားကိုလက်ဖက်စားစွန်းတစ်စုံခန့်စီထည့်ထားလိုက်ပါတယ်ရှင်ပြီးရင်ဝက်သားနှက်တဲ့အချိန်မှာပိုပြီးနူးအီအောင်လို့ချလကာရေလေးကိုလည်းအနည်းငယ်ထည့်ပြီးတော့မှုသွားလိုက်ပါတယ်ဒေအိုးလေးပူလာရင်စီထည့်ပါမယ်ရှင်စီအနှဲငယ်ပူလာတဲ့ချိန်မှာတကြားကိုထည့်ပြီးတော့ရွှေညိုရောင်တန်းတဲ့အထိကြော်သွားပြလိုက်ပါတယ်ရှင်ဝက်တနီချက်ကလေးချက်နီးကအမျိုးမျိုးရှိတာမို့လို့တယောက်နဲ့တယောက်ကတော့မတူနိုင်ပါဘူးရှင်အစောကနေထားတဲ့ဝက်သားတုံးလေးတွေကိုထည့်ပေးလိုက်ပါတယ်နည်းနည်းမုံအနည်းငယ်ထည့်ပါတယ်ရှင်ပြီးရင်ကြက်သွန်ဖြူနဲ့ဂျင်းထောင်းထားတာလေးကိုထည့်ပေးလိုက်ပါတယ်ဝက်သားရဲ့အညီနှံ့လေးတွေပျောက်သွားတဲ့အထိစီတက်ထားပေးလိုက်ပါတယ်ရှင်ပြီးရင်အယောင်လေးရလှအောင်နဲ့ညီညီရဲရဲလေးဖြစ်သွားအောင်လို့ပန်းကန်ပြားကြီးအနောက်ကိုပါထည့်လိုက်ပါတယ်ရှင်ဟိုဘက်ဒီဘက်တေချာလေးမွေရင်းနဲ့စီတက်သွားပေးလိုက်ပါတယ်ရှင်အခုဆိုရင်မွေရင်းနဲ့ကြော်သွားလိုက်တာဝက်သားတုံးလေးတွေလည်းရဲလာပြီမို့လို့ရေနွေးလေးကိုလောင်းထည့်လိုက်ပါတယ်ရေအေးထက်လေးရေနွေးလေးတုံးတာကအသားကိုပို့ပြီးတော့နူးလွယ်ပါတယ်ရှင်ပြီးရင်တော့အဖုံးလေးဖုံးပြီးတော့မီးအေးလေးနဲ့ရေခမ်းတဲ့အထိမိနစ်20ကနေ25မိနစ်လောက်တည်ထားပေးလိုက်ပါတယ်ကြက်သွန်ဖြူကြက်သွန်လေးလီထားတာလေးထည့်ပါတယ်ရှင်ကြက်သွန်အဖြူနီလေးတွေထည့်ပြီးရင်လည်းဟိုဘက်ဒီဘက်လန်ရင်းနဲ့ကြော်သွားပေးလိုက်ပါတယ်ရေနွေးလေးအနည်းငယ်ထည့်ပြီးအဖုံးလေးဖုံးပြီးတော့ခဏတည်ထားပေးလိုက်ပါတယ်ရှင်သားလေးတွေကနူးဤပြီးတော့စီတန်လေးတစ်စီစီနဲ့အနီရောင်စီကြီးလေးတွေအပေါ်တက်လာပြီဆိုရင်ရောအနံ့ရောအရသာရောပြည့်စုံတဲ့ဝက်တနီစီပြန်ဟင်းလေးရပါပြီရှင်ကြက်သွန်ကိုနောက်ဆုံးမှထည့်ခြင်းအပြင်လည်းကြက်သွန်ကအရင်ပျော့မသွားဘဲနဲ့နူးနူးညံ့ညံ့လေးနဲ့ပို့ပြီးတော့စားကောင်းပါတယ်ရှင်ကဲအခုဆိုရင်တော့အယောင်လှလှအရသာဤစိမ့်စိမ့်လေးနဲ့ထမင်းမိန်စီတဲ့ဝက်တနီချက်လေးရပါပြီရှင်အားလုံးလည်းလိုက်လုံစားလို့ရအောင်မျှဝေပေးလိုက်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်